欢迎来到 CJ Language Class。CJ Language Class ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့တရုတ်စာအသုံးဝင်တဲ့ sentence လေးတွေကိုတူတူလေ့လာကြည့်ကြရအောင်။ပထမဆုံးတစ်ခုကတော့တယောက်နဲ့တစ်စုံတစ်ဦးနဲ့တွေ့တဲ့အခါကျပထမဆုံးပြောရတာပေါ့နော်။သူက认识你我很高兴认识你我很高兴ဒီနေ့တွေ့ရတာအရန်ဝမ်းသာပါတယ်စာကြောင်းလေးကနည်းနည်းရှိတာမို့လို့ဒီတလုံးချင်းစီရဲ့အသေးပဲလေးကိုခွဲပြီးအမှတ်ကြရအောင်认识ဆိုတာကြတော့သူကတိကျွမ်းနီးဆိုတဲ့အသေးပဲကိုရောက်ပါတယ်နီးဆိုတာကြတော့တင်我ဆိုတာကျွန်တော်ကျမ很ဆိုတာအရင်高兴ဆိုတာကဝမ်းသာသည်ဒီတိုင်းဓာတ်ရိုက်ပါတာပြင်မယ်ဆိုရင်တင်နဲ့စပြီးတော့တိကျွမ်းလာအရန်ဝမ်းသာပါတယ်လို့ပြောပါတော့ဒါပေမဲ့ညီမတို့ချွတ်မွေးနဲ့ပြင်မယ်ဆိုရင်တော့တွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ကြည့်ဒါလေးဆိုရင်ခွဲပြီးတော့ကြည့်ကြရအောင်။认识你认识你认识你我很高兴我很高兴我很高兴ငါအရန်ဝမ်းသာတာပဲ我很高兴ဒီနေ့တွေ့ရတာအရန်ဝမ်းသာပါတယ်认识你我很高兴ကဲဒါဆိုရင်ဒီစာကြောင်းလေးထဲမှာပဲကိုကစာလုံးတွေအများကြီးကိုအမှတ်ရပါပြီဥပမာငါဒီနေ့အရန်ပြောတာပဲ我今天很高兴ဒီလိုသုံးလို့ရတယ်ငါနင့်ကိုတိတယ်ငါဆိုရင်ကျွန်တော်ကျမငါဆိုဘယ်လိုပြောလဲ我တိကျွမ်းနေတိတယ်ဆိုရင်认识你ဆိုတာကြောင့်တင်ဆိုရင်你我认识你ငါနင့်ကိုတိတယ်အဲ့ဆိုရင်ဒီစာကြောင်းလေးတွေရလောက်ပြီးထင်ပါတယ်စာကြောင်းလေးနည်းနည်းရှိတာမို့လို့၃ခေါက်တူလိုက်ပြီးဖတ်ကြည့်ပါနော်အတက်နိုင်ဆုံးဖြင်းရင်းကိုဖတ်စီချင်ပါတယ်ကျမတို့ YouTube channel မှာဒီဖြင်းရင်းတီးတန့်တင်ထားတဲ့ဗီဒီယိုလေးတွေရှိတာမို့လို့လိုက်ပြီးဖတ်ကြည့်ပါနော်ကြည့်ဒါဆိုရင်ကြည့်ကြအောင်认识你我很高兴认识你我很高兴认识你我很高兴给他说念力标记啊认识你我很高兴 OK ဒါလို့ဆိုရင်ရလောက်ပြီးထမှာလေနောက်တစ်ခုကတော့လွယ်ပါတယ်နှလုံးထဲပါ我ကျွန်တော်ကျမကို我ခေါ်ဒီကို叫我叫我叫ဒါတော့ကျွန်တော်နာမည်ကဘာလို့ပြောချင်ရတာပေါ့နော်ဥပမာကျွန်တော်ကမောင်မောင်မှာ我叫မောင်မောင်ကျမတော့လှလှလေး我叫လှလှကျမတော့နီနီလို့ခေါ်ပါတယ်我叫妮妮အနောက်မှာကိုယ့်ရဲ့နာမည်လေးကိုထည့်လိုက်ရုံပါပဲဒါလေးကတော့တူတူလေးမို့လို့ရလောက်ပြီးထင်ပါတယ်ရှင်ကြည့်ဒါဆိုရင်နောက်တစ်ခုသားကြရအောင်ဒါကြတော့အဲ့ဒီလာတဲ့ခါကျရင်ထိုင်ပါလို့ပြောချင်ရင်请坐请坐情ဆိုတာကြတော့တိတ်အကောင်ချင်ကိုပြောတာမဟုတ်ဘူးเนาะ情ဆိုတာညီမတို့ဆိုရင်လောက်ပါတော့ကျေးဇူးပြု၍ပါနော်ဆိုတဲ့အဓိပ္ပာယ်လို့ယဉ်ကျေးမှုနဲ့သုံးတဲ့နေရာမှာအသုံးပြုပါတယ်坐ကကြတော့ထိုင်ဒီဆိုတဲ့ verb ပါ请坐请坐အတန်လေးနည်းနည်းထွက်ခါတာမို့လိုက်ပြောဖတ်ကြည့်ပါနော်请坐请坐ကဲဒါလေးလေလွယ်တာမို့လို့ရလောက်ပြီးထင်ပါတယ်ကဲနောက်တစ်ခုကတော့没问题没问题没问题စင်ပြေတဲ့ပြဿနာမရှိပါဘူးဆိုတဲ့အဓိပ္ပာယ်ပါ问题ဆိုတာကြတော့သူကဒီဟောပေါ့နော်ပြဿနာဆိုတဲ့အဓိပ္ပာယ်ကိုရောက်ပါတယ်မေးဆိုတာကြတော့ကိစ္စမရှိဘူးပေါ့မရှိပါဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မရှိဘူးတော့有问题ဆိုရင်ပြဿနာရှိတယ်မေးဆိုတာထည့်လိုက်တဲ့ခါကျရင်မရှိဘူးဆိုတဲ့ဒီအနှုတ်ဟော negative ပေါ့နော်အနှုတ်အနေနဲ့တွားတာပါ没问题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 ဘလူးညိုင်မှာသုံးလဲဆိုရင်ကိုတငယ်ချင်းကနေပြီးတော့你能借我一点钱吗你看我不是能让骑路亚嘛妹妹ကိုကဘောစီဆိုရင်တော့没问题ဆိုပြီးတော့အစီပြန်ပြောလို့ရတာပေါ့နော်ရတယ်လေပြဿနာမရှိဘူးအဆင်ပြေတယ်ငါနဲ့ချီပေးနိုင်တယ်没问题ကဲနောက်ဥပမာနောက်တစ်ခုဆိုရင်တထင်းကနေပြီးတော့မနေ့ပြန်အစီရွက်စာရွက်တွေလုပ်ပြီးလို့ရမလားဆိုရင်လေကိုက professional ကြကြပဲရန်လုံးနိုင်ပါတယ်
ကိစ္စမရှိဘူးအဆင်ပြေပါတယ်没问题ဆိုပြီးတော့ပြန်ပြောလို့ရပါတယ်ဒါလေးလည်းလွယ်တာမို့နောက်တစ်ခုတက်သွားမယ်နော်နောက်ဆုံးတစ်ခုရောက်ပါပြီရှင်နောက်ဆုံးကကြတော့别担心别担心别担心别ဆိုတာကြောင့်ပြေးအောင်ပြောတာမဟုတ်ဘူးเนาะသူကအပေါ်လေးကိုတက်သွားတဲ့အတန်လေးမို့လို့ပြေးဆိုတဲ့အတန်လေးရောက်ပါတယ်ပြေ担心担心ဆိုတာစိတ်ပူသည်ဆိုတဲ့အဓိပ္ပာယ်ပါပြေးထည့်လိုက်တော့မပူပါနဲ့မပါနဲ့ဆိုပြေးဆိုတာမပါနဲ့ဆိုတဲ့အဓိပ္ပာယ်ကိုရောက်တာပါရှိမှာထိုင်နေဆိုတဲ့စလုံးလေးကိုကြက်ခဲ့တယ်ဟုတ်ထိုင်ဒီอ่ะမှတ်မိသေးလားဟုတ်တယ်坐မထိုင်နဲ့ပြေး坐ဒီလိုမျိုးလေးလည်းတွဲပြောလို့ရပါတယ်ဒီမှာကြတော့别担心စိတ်မပူပါနဲ့ကိုကဖုံပြောက်သွားတယ်我手机不见了မတွေ့တော့ငါဖုံပြောက်နေရဲဆိုရင်别担心我帮你找ကိစ္စကစိတ်ပူပါနဲ့ငါနေဝမ်းရှာပေးမယ်ရှိမှာပါတနည်းအားမှာအဲ့လိုမျိုးပေါ့နော်စိတ်မပူပါနဲ့担心ဆိုတာစိတ်ပူတာငါနင့်ကိုစိတ်ပူတယ်我担心你ငါနင့်ကိုစိတ်ပူတယ်ဆိုပြီးတော့လည်းသုံးလို့ရပါတယ်ကဲဒါဆိုရင်စိတ်မပူပါနဲ့ကွာစိတ်မပူပါနဲ့အိမ်ကအမေကိုလည်းစိတ်မပူပါနဲ့ပြောချင်တဲ့ခါကျရင်别担心ဆိုပြန်ပြောလို့ရပါတယ်ကဲအဲ့ဆိုဒါလေးကတော့နည်းနည်းလိုက်ဆိုကြည့်ပါနော်别担心别担心ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် channel လေးကို subscribe လေးလုပ်ပေးပါနော်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်